Lolo, no machi. Tela. အဲ့အလဲမှာချန်ပီယံကပတ်မြန်မာအဲ့ချန်ပီယံကပတ်မှာမြန်မာအလန်ထည့်မှာလားညီ UFC ကထည့်ပေးမယ်လို့ပြောလားညီ Lolo, di machi lelo chi. Lo. See? Tela. Lolo, le. အာ Yeah. တခန်းလုံးကို decoration တွေအပြည့်လောက်တာ Yabi. Sorry. Now you can go. အဲ့တော့ချန်ပီယံဖြစ်ပြီပေါ့နော်ချန်ပီယံဖြစ်ပြီအရင်တော့ကလည်းလီလီနဲ့တခါပြောခဲ့တယ်ပေါ့နော်ချန်ပီယံဖြစ်ရင်မြန်မာပြည်လာဖို့အစီအစဉ်ကမြန်မာပြည်သက်တွေနဲ့တွေ့မယ်ဆိုတဲ့ပုံစံမျိုးလေးပြောခဲ့ဘူးတဲ့ကိုနဲ့ပထမဆုံး interview မှာတော့နီးပြတွေကလည်းဘန်ရဲ့ဒီဖိုအောင်ကနီးပြတွေကလည်းချန်ပီယံဖြစ်ရင်မြန်မာပြည်သက်တွေလာပြီးတော့တွေ့မယ်ဆိုတဲ့ပုံစံမျိုးလေးပြောခဲ့တယ်ပေါ့နော်အခုတကယ်လည်းချန်ပီယံဖြစ်ပြီပေါ့နော်မြန်မာပြည်သက်တွေနဲ့တွေ့ဖို့အစီအစဉ်ရှိဦးမလားညီ ရှိပါတယ်ကျွန်တော်တို့how you say ကျွန်တော်တို့မြန်မာကဘာဖြစ်ရလဲဆိုအကုန်လုံးတည်ရလဲပြီးရင်ကျွန်တော်ပြန်လာချင်တယ်အရင်ပြန်လာချင်တယ်ဒါပေမဲ့ခုကတော့ you know things that happen in our country you know what I mean I'm not able to come back right now but hopefully soon But then, you know, they throw me a celebration party from like in Indiana. So I'm going to fly tomorrow in Indiana. So it's going to be a big event too. So I'm gonna go see you know a lot of Chin people and things like that. So yeah, I'm very happy for that. အခုနကတော့အဲ့ဒီအကြောင်းကန်နပလက်ကသူတွေနဲ့ပြောနေတယ်ညီအိန္ဒိယနာတော့ဘူးအစီအစဉ်ရှိရထင်တယ်လို့ချင်းနေနဲ့တွေ့ဖို့လေစိတ်မှာတော့လာကြည့်ပြင်ဆင်ထားတယ်ဆိုပြီး ဟုတ်တယ် အဲ့တော့လောဆယ်မှာတော့ညီနဲ့မာနကပ်ကအပြန်လန်တော်တော်ကြီးကိုလေတိုက်နေတယ်ပေါ့နော် ဟုတ်တယ်ကျွန်တော်you know just giving the fans what they want to see yeah အဲ့တော့ကလကနောက်ွယ်မှာညီဒီမာနကပ်နဲ့ပေါ့နော်မာနကပ်ကတော့မနေ့ကအင်တာဗျူးမှာပြောသွားတယ်သူ့ရဲ့မန်နေဂျာကိုစီတော့ UFC ဘက်ကအကျိုးအကြောင်းလေးလမ်းပြောတယ်ပေါ့နော်ညီရဲ့ဒီကလကနောက်ွယ်ကပြောလို့ရတဲ့အနေထားပေါ့နော်ဟိုချန်ပီယံကပတ်ကာကွယ်ပွဲဘယ်သူနဲ့ဖြစ်လောက်လဲပေါ့နော်ဘယ်ချိန်မှာခံမှန်းကြီးဖြစ်လောက်လဲပြောနိုင်တယ်လို့ပေါ့နော်အများကြီးတော့မေးတာမဟုတ်ပါညီပြောလို့ရတယ်လို့လေးပေါ့ကျွန်တော် manager ကိုဆက်သွယ်တယ်ကျွန်တော်ကမနေ့ပဲကြိုက်တယ်လို့ပြောတယ်ပြီးပြောတာကဘယ်သူဆိုတာကျွန်တော်တို့ဘာမှဖြစ်ဘူးTyra ပဲကျွန်တော်ထုံးမယ်သူတို့မနေ့ပြောဆိုတော့မနေ့ပဲထုံးမယ်ဆိုတော့ကျွန်တော်က matchmaker လေး text လောက်တယ်ကျွန်တော်တွေ့တယ် make me not good how do no I text him in private you know okay hey ကျွန်တော်ထိုးချင်တယ်လို့ပြောတယ်ဒါပေမဲ့သူကဘာမှပြောဘူးကျွန်တော် stop နေတယ် so ညီတကယ်လို့မြန်ဟိုသူတို့ဘက်ကဟိုအကြောင်းတော့မပြန်သေးဘူးညီကတော့ဘယ်အချိန်လောက်မှန်းထားလဲညီဒီချန်ပီယံကပတ်ကာကွယ်ဘယ်အချိန်လောက်မှန်းထားလဲထိုးကျင်တဲ့အနေထားမနေ့ပြန်ထိုးချင်တယ်အချိန်များချင်းရှိဘူးလေဟို UFC ကသတင်းတော့တွေကတော့ဒီညီက Texas ကပေါ့နော်ဒီ February Houston Texas မှာကျင်းပမယ် UFC Fight Night ပြိုင်ပွဲမှာညီထိုးကျင်တဲ့အကြောင်းပြောတော့သူတို့ကဒီခေါင်းပွဲချပေးပြီပေါ့နော်ဒီဟိုနဲ့Anthony Hernandez နဲ့ Sean Strickland ခေါင်းပွဲဖြစ်ထားပြီဆိုတော့ညီပွဲကမက်လာလောက်မှအဲ့လိုစပြီးစဉ်းစားလို့ရမယ်ဆိုတော့မက်လာလောက်ဆိုရင်ညီ okay လားမနေ့လားမနေ့နဲ့ yeah မနေ့နဲ့yes ကျွန်တော်ကျွန်တော် no I don't care who they give me man fight whoever whenever so မနက်ကပ်ကအခု Brandon Royval ကိုပထမအချိန်နဲ့အမှောက်သိသွားတော့ညီအမြင်လေးတစ်ချက်လောက်ပြောကြည့်ပေးပါလားဘယ်လိုမြင်လဲသူအဲ့ပွဲနဲ့ပတ်သက်ပြီးကောင်းလေကျွန်တော် Royval နဲ့ထိုးဆိုတော့I think I broke him you know like nobody ever hit Royval like I did you know what I'm saying yes correct after I fought him Royval's not the same guy you know so I feel like if he fought the Royval that I fought, it would be different stories, you know. Correct. But he was already fighting the guys that was already broken by Joshua Van, so you know,
Yeah. Okay အဲ့တော့ဒီကလေးမနဲ့ပွဲဖြစ်ခဲ့မယ်ဆိုရင်သူရဲ့ကစားပုံဘယ်လိုပုံစံမျိုးညီမြင်ကြည့်မလဲညီသုံးသက်ကြည့်မလဲညီလက်ရှိအမြင်လေးပေါ့နော်သူရဲ့ကစားပုံနေတာ သူကအရင်ကောင်းတယ်သူကအရင်မြန်တယ်လေပြီးရင်သူက counter fighter ကျွန်တော်လိုပဲသူက counter fighter ဖြစ်တဲ့အဲ့ဒါကျွန်တော်ကသူနဲ့ထုံးမယ်ဆိုတော့ကျွန်တော် boxing ကိုအရင်လောက်ဖို့အရင်လောက်ဖို့ကျူစားလို့ကောင်းတယ်လို့ကျွန်တော်ထင်တယ် ဒီမနေ့သူမနေ့နဲ့ MMA Junkie နဲ့ interview မှာပေါ့နော်ငါညီကိုသူကဘယ်လိုပုံစံမျိုးစကလုံးကလိသွားလဲဆိုတော့ punch back ဆိုပြီးတော့ပြောရတယ်ငါညီကို punch back ပေါ့နော်အဲ့ပုံစံမျိုးနဲ့ yeah yeah သူဘာပဲပြောဘာပဲလို့ကျွန်တော်ကစိတ်မဝင်စားဘူးသူကကျွန်တော်ကလည်းlike you know I'm in his head no သူကောင်းတယ်မကျွန်တော်ပဲရှိတယ်ဒါကမင်းနဲ့အဲ့တော့ကျွန်တော်သူကိုစိတ်မဝင်စားဘူး အဲ့ဒါချစ်သူကမနက်ကဖြစ်သွားပြန်ပြီပေါ့ ဟာ မနက်ကချစ်သူဖြစ်သွားပြန်ပြီပေါ့ တဖက်သက်ချစ်သူသူကငါ့ကိုချစ်တယ်တော့မှကျွန်တော်ကသူမချစ်ဘူးလေ အဲ့တော့ညီတော့ဟိုလုပ်ပြီးလားမသိဘူးရှာတော့ website ကပေါ့နော်ဒီမနေ့မှာငါညီကသူတို့ website ကနေရွေးချယ်တဲ့2025ခုနှစ်ရဲ့ Fighter of the Year ဆိုပြီးတော့ရှာတော့ website ကသတ်မှတ်လိုက်တယ် ဟုတ်လား Congratulations thank you အဲ့တော့နောက်ထပ်လောင်းမှာပေါ့နော်ငါညီရမယ့်စုတွေကတကယ် MMA လောကရဲ့Oscar လို့ပြောလို့ရတဲ့ World MMA Award စုတွေငါညီစီလောင်းမှာပေါ့နော်အဲ့တော့ငါညီရဲ့အကျိုးရင်ခုန်တန်လေးပေါ့နော်အဲ့လိုကြားကြတာပေါ့နော် World MMA Award စုကကိုတို့နိုင်ငံမှာဆိုတော့ online and international fighter of the year စုရဘူးတယ်ပေါ့နော်ငါညီရဲ့ဒီနှစ်မှန်းလို့ရတာက maybe breakthrough of the year စုပုံစံမျိုးဒါမှမဟုတ် fight of the year rover နဲ့ပွဲပေါ့နော်အဲ့လိုနှစ်စုလောက်ဒီမှန်းလို့ရတော့ညီငါညီရဲ့ရင်ခုန်တန်လေးပေါ့နော်ဒီနှစ်ကုံပိုင်းမှာရလာမဲ့တတ်မှတ်လာမဲ့စုတွေဂုံဒရက်တွေရင်ခုန်တန်လေးပေါ့ ကျွန်တော်ရင်ခုန်မာရာကျွန်တော်က I don't know I haven't got the award yet so I don't know yet, you know but it'll mean a lot it'll mean a lot for me you know what I mean for sure like yeah it'll mean a lot for me you know the hard work that I put in and things like that you know a lot of people don't see what we put in work in the gym you know so yes like, it just mean a lot for me and my coaches and things like that too you know so that's good UFC ကပေါ့နော်ဒီ2025ခုနှစ်ရဲ့ပထမဆုံးအနေနဲ့ဘယ်လိုသတ်မှတ်လဲဆိုတော့2025ခုနှစ်အတွင်းမှာတဲ့ Greatest Short Notice Win တွေကိုသူတို့ပွဲစဉ်တွေအကုန်လုံး separately လုပ်ပြီးတော့ UFC ကတရားဝင် website ကနေထုတ်ပြန်လိုက်တယ်ငါညီကလည်းအဲ့ချက်မှာ Robot နိုင်တဲ့ပွဲသတ်မှတ်ခံthat fight of the year ပဲဖြစ်မယ်သူကတော့ Greatest Short Notice Win ဆိုပြီးတော့အရင်ဆုံးအဲ့ချက်မှာအရင်ဆုံးထည့်ထားပါတော့အဲ့တော့မေးချင်တာကငါညီရဲ့ဒီ UFC fighter ဘဝမှာတခြားလုံးကိုတို့ပြန်ကြည့်လိုက်တော့အများစုက short notice တွေနဲ့ပဲဝင်လာတယ်စပြီး UFC fighter ဖြစ်တော့လည်း short notice ပဲအဲ့လိုပုံစံမျိုးတွေအနေထားမှာငါညီကပြိုင်ဘက်တွေလည်းအများကြီးမလေးလာဘူး weight cut လောက်ရတဲ့အနေထားနေလို့နှစ်ပန်းလုံးရတာတောင်းမနဲ့ပွဲကိုတချို့ပွဲတွေဆိုရင်လည်းဟိုပထမချိန်မတာဘူးဒုတိယချိန်တခါတည်းသူပြိုင်ဘက်ကြောင်သိရတယ်တခါတည်းအကုန်လုံးအသာစီးယူပြီးတော့ကစားသွားတယ်မနော်အဲ့တော့ငါညီရဲ့ပြင်ဆင်မှုကဘယ်လောက်ထိအဲ့လို short notice တွေနဲ့ကန်လန်းလာတိုင်း ready ဖြစ်နေရလဲပေါ့ငါညီရဲ့ professional ကလကနောက်ွယ်အကြောင်းအရာလေးကိုဒီ fighter တွေအားချလို့ရအောင်ပေါ့နော်ပြောလို့ရတယ်လို့လေးပြောပြဟုတ်တယ်ကျွန်တော်ကအချိန်အမြဲတမ်း gym ထဲမှာရှိတယ်ကျွန်တော်က short notice you ဘယ်မဲ့ကျွန်တော်you know ကျွန်တော်short notice fight မှာတော့ကျွန်တော်က like အထိုးခံရလဲဒါပေမဲ့ကျွန်တော်က short notice မဖြစ်ဘူးဆိုရင်ကျွန်တော်တခါမှထိုးမခံဘူး I don't know like look Cody Darden yeah Bruno Silva yeah you know even my championship fight nothing you know what I mean so I only have 3 full camp and nobody ever touched me you know you know two kind like let's say the only time I get punched in the face like short notice you know that's because I don't have time to study them and things like that my body is always ready because I always stay in the gym you know what I mean but yeah that's what it is
အဲ့တော့နောက်ဆုံးချန်ပီယံစိန်ခေါ်ပွဲမှာပေါ့နော်ငါညီခဏလေးနဲ့ပန်ဒိုဂျာကိုနိုင်လိုက်တယ်ပေါ့နော်အဲ့တော့ဒီအနေထားမှာပန်ဒိုဂျာကတော့ဟိုပုံသူ့ရဲ့ရှေ့ပွဲတွေတိုင်းပေါ့နော်ပွဲစကြတဲ့သူက aggressive ကောင်းနဲ့ငါညီကိုစပြီးကစားပေါ့တိုက်စစ်စွတ်ပြီးဖွင့်ပြီးကစားသူ့စီကလို့အမြင့်ကန်ချက်ရှေ့ပွဲတွေတော့သူမသုံးပေါ့နော်ငါညီနဲ့ပွဲကြမှာသုံးလာတယ်ဟိုကိုမြင်လာတော့ဒီ American top တင်းကငါညီပြောလို့ 3C ဖြစ်ထားတဲ့အနေထားမှာသူတို့အရန်လေ့လာပြီးတော့နောက်ထပ် different technique နဲ့ပေါ့ဟိုငါညီကိုချင်းကက်တယ်ပေါ့အဲ့လိုပုံစံမျိုးမြင်တော့အဲ့တော့သူ hack kick ကန်လိုက်တဲ့အနေထားမှာငါညီကအဲ့ဒီဟာတွေအတွက်အရင်ကတည်းကကြိုပြီးပြင်ဆင်ထားလားသူကလို့ aggressive ကောင်းကောင်းနဲ့ပွဲစလာမယ်ဆိုတော့ကြိုပြီးတွက်ထားပြီလားဘယ်လိုပုံစံမျိုးနဲ့ငါညီအဲ့ဒါအဲ့နေထားလေးတုံ့ပြန်လိုက်တာကျွန်တော်တိရကသူကအရင် aggressive တဲ့ကောင်လေအဲ့ဒါကြောင့်ကျွန်တော်ကိုyou know သူလာမဲ့ချိန်မှာကျွန်တော်နောက်ဆောက်ရတာမဲ့ကျွန်တော်ကဝိုင်းတာလေကျွန်တော်how you say I don't just go back straight you know I have like a circle around you know အဲ့ဒါကြောင့်သူကကျွန်တော်ကို take down မလုပ်တဘူးလေသူများဆိုတော့သူကို aggressive ဖြစ်ရင်ဆိုတော့သူတို့နောက်ပဲခံတာ go back you know what I mean so when you get into the cage that's when he take you down but sure တော့သူကိုကျွန်တော်ကhow you say homework လုပ်ရလေတော့ circle လုပ်ရ yeah yeah I studied him good anyway congratulations that's all from me thank you for answering my question my ညီလေးကျေးဇူးတင်ပါတယ်နော်ကျေးဇူးပဲညီ